မင်္ဂလာပါမောင်ရုံတန်သတင်းစီစဉ်ကနေကြိုဆိုပါရစေဒီကနေ့ဧပြီလ18ရက်နေ့နေ့လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့လင်းလက်ဖြစ်ပါတယ်အခုတင်ဆက်ပေးမှာတော့လူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အပေါ်ပြည်ထောင်ရှော့ပေါ့ပေးခဲ့မှုကအဓိပ္ပာယ်မဲ့တဲ့အကြောင်းတားဖြစ်သူကိုထိန်လင်းကဝေဖန်ပြောဆိုလိုက်တဲ့သတင်းအချမ်းကာလာထဲမှာမုံရွာမြို့နယ်အရာတော်မြို့တွေကိုစစ်အုပ်စုကလေချောင်းတိုက်ခိုက်မှုတွေဆိုးဆိုးရွားရွားလှုပ်ဆောင်ခဲ့တဲ့သတင်းမူးမြို့နယ်မှာအဝန်ကျနေတဲ့ခမရ351ကပြည်မှုတန်းအသားတူ KNLCO အနက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအခုပထမဆုံးတင်ဆက်ပေးမှာတော့လူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အပေါ်ချမှတ်ထားတဲ့အတရားပြစ်ဒဏ်တွေကအချို့ကိုစစ်အုပ်စုကရှော့ပေါ့ပေးလိုက်တာဟာနိုင်ငံတကာအပိုင်းဝိုင်းရဲ့အတိအမှတ်ပြုမှုကိုရရှိဖို့ကြိုးပမ်းတဲ့ဟန်ပြဘုတ်ရတာဖြစ်တယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းကပြောကြားခဲ့တဲ့အကြောင်း The Straits Times သတင်းတောက်မေဝုန်းကသူမရဲ့လူမှုကွန်ရက်ကနေထုတ်ဖော်ပြောဆိုလိုက်ပါတယ်မြန်မာနှစ်ဆန်းတရက်နေ့အနည်းအားထုတ်ပြန်တဲ့စေအုပ်စုရဲ့ငြိမ်းချမ်းသာခွင့်အရာဒေါအောင်ဆန်းစုကြည်ပေါ်ချမှတ်ထားတဲ့အတရားပြစ်ဒဏ်တွေကိုဒီနှစ်ခွဲခန့်ရှော့ပေါ့ပေးခဲ့ပေမဲ့ကြန့်ရှိနေသေးတဲ့ထောင်ဒဏ်22နှစ်ခွဲရလဲအဓိပ္ပာယ်မဲ့တဲ့အမာနသာဖြစ်တယ်လို့တားဖြစ်သူကဝေဖန်ခဲ့တဲ့အကြောင်းမေဝုန်းကပြောကြားလိုက်တာလည်းဖြစ်ပါတယ်အချိန်ထဲမှာပဲအမရဦးဝင်းမြင့်ပြန်လဲလွတ်မြောက်လာတာကိုကြိုးဆိုပေမဲ့ဒါဟာစေအုပ်စုရဲ့ပုံရိပ်ကိုပြန်လဲမြင့်တင်မှုနဲ့နိုင်ငံတကာဖိအားကိုရှော့ချဖို့အတွက်ဗျူဟာမြောက်လှုပ်ဆောင်တဲ့အခင်းအကျင်းတစ်ခုသာဖြစ်တဲ့အကြောင်းကိုထိန်လင်းကထပ်မံပြောကြားခဲ့ပါသေးတယ်။ဒါအပြင်စစ်ကောင်းဆောင်မင်းအောင်လှိုင်နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံရမှုအပေါ်မှာလည်းအရက်ဝတ်နဲ့ပုံစံပြောင်းခြင်းမျှတာဖြစ်တယ်လို့ကိုထိန်လင်းကပြောဆိုခဲ့သလိုမင်းအောင်လှိုင်အနေနဲ့အမှန်နဲ့ဥပဒေပြောင်းလဲမှုတွေလှုပ်ဆောင်မှုစံနှရှိရလို့မယုံကြည်တဲ့အကြောင်းလည်းဆိုထားပါတယ်။တားတယောက်အနေနဲ့အနော့ရဲ့မျှော်လင့်ချက်ကတော့ရိုးရှင်းပါတယ်အနော့အမေပြန်လဲလွတ်မြောက်ဖို့ဥမဘေးကင်းကြောင်းတီးခွင့်ရဖို့နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လဲလွတ်မြောက်ဖို့ပါပဲလို့ကိုထိန်လင်းကသူ့ရဲ့ဆန္ဒကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးမှာတော့အခိုင်တိုင်းမုံရွာမြို့နယ်အရာတော်မြို့နယ်တွေမှာအချမ်းအာလာအတွင်းဒေချောင်းတိုက်ခိုက်မှုနဲ့အနက်ကြီးပြစ်ခတ်တာတွေကိုရည်စဉ်လှုပ်ဆောင်ခဲ့တာကြောင့်အရသားထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကသိရပါတယ်အချမ်းဖတ်စစ်တပ်ဟာအဲ့ဒီမြို့နယ်တွေမှာမြန်မာရိုးရာအချမ်းပွဲတော်အစတင်ခင်ဧပြီလ1ရက်နေ့ကတည်းကစလို့ဧပြီလ18ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုတွေအတိုက်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်ဧပြီလ16ရက်နေ့မနေ့ကလည်းမုံရွာမြို့နယ်အောက်ကရွာထန်းစလုတ်ချောင်းအနီးနားဝန်းကျင်ကိုကျန်းဖတ်စစ်တပ်က Gyro Opter 3 စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဆိုင်ကယ်စီးနေလာတဲ့အမျိုးသားနဲ့အမျိုးသမီးစုစုပေါင်း3သေဆုံးခဲ့ရပြီးအရသားပြည်သူတွေအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ဆိုင်ကယ်ပြင်ဆိုင်လည်းမီးတောင်ပျက်စီးခဲ့ရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ဖြစ်တဲ့မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဖော်ပြထားပါတယ်။ဒါအပြင်ကျန်းဖတ်စစ်တပ်ဟာဧပြီလ14ရက်နေ့အချမ်းအကြနေရစလို့မုံရွာအမခရဲ့အသေးခံ drone တွေ gyro opter တွေနဲ့ F-fighter တွေအသုံးပြုပြီးအရာတော်မြို့နယ်အခုလုံးကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးခုလက်ရှိမှာလည်းလက်နက်ကြီးတွေနဲ့ပါပစ်ခတ်နေရလို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကိုတိုင်းမူးမြို့နယ်ကဖုန်ကြီးကျောင်းမှာအဆွဲထားတဲ့ကျန်းဖတ်စစ်တပ်ရဲ့ပြည်မှုတန်းတပ်သားတဦးဟာအရင်အမျိုးသားလွတ်မြောက်ရေးအမတော် KNL အရင်8စီကိုအနက်ယူဆောင်လာပြီးထွက်ပြေးအလင်းဝင်ရောက်လာတယ်လို့အရင်အမျိုးသားအစည်းအရုံး KNU ဘိုဟိုကဧပြီလ18ရက်နေ့မနေ့ကထုတ်ပြန်ထားပါတယ်မူးမြို့နယ်စိတ်ကြီးဖုန်ကြီးကျောင်းအတွင်းမှာစခန်းချထားတဲ့ရာဇဝတ်ကိုင်းစစ်အုပ်စုအဖွဲ့မှာအာရမစစ်မှုထမ်းခိုင်းစီခံရသူတဦးဟာဧပြီလ9ရက်နေ့မှာအခုလို KNU ထံကိုထွက်ပြေးအလင်းဝင်ရောက်ခဲ့တယ်လို့သိရတာပါအလင်းဝင်ရောက်လာသူဟာကျန်းဖတ်စစ်တပ်ရဲ့မတရားစစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံခဲ့ရတဲ့သူဖြစ်ပြီးပဲခူးတိုင်းရွှေကျင်မြို့နယ်အခြေစိုက်ခမရ351မှာတာဝန်ကျနေခဲ့တဲ့သူဖြစ်တယ်လို့ဆိုပါတယ်ထွက်ပြေးလာချိန်မှာလည်းသူနဲ့အတူတစ်လက်နက်နဲ့ KNU ကိုပါယူဆောင်လာခဲ့တာကြောင့်KNU ကစုချင်းငွေ9သိန်းကျပ်ချီးမြှင့်ပေးရခဲ့ပြီးအောင်းကောင်းမွန်မွန်ထိမ့်သိမ်းစောင့်ရှောက်ထားရှိတယ်လို့ထုတ်ပြန်ထားပါတယ်ဧပြီလ18ရက်နေ့နေ့လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်မောင်ရဲ့ရုပ်သံသတင်းစီစဉ်တွေကိုနေ့လယ်1နာရီနဲ့ည9နာရီချိန်တွေမှာပုံမှန်ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်